လေးတွေရဲ့အရေးပြားယောဂနဲ့ပတ်သက်လို့လာမေးကြတယ်ဆရာကြီးကျမခွေးလေးကဒါဖြစ်နေလို့ဘာတောက်အောင်မလဲကျမခွေးလေးမှာအနာတွေဖြစ်နေလို့ဘာတောက်အောင်မလဲအမွှေးတွေကျွတ်နေလို့ဘာတောက်အောင်မလဲအဲ့လိုမျိုးလာမေးကြတယ်ပေါ့နော်ကျွန်တော်တို့ကအရေးပြားယောဂဆိုရင်ရော့ဒီဆေးတောက်ဆိုလို့မရပါဘူးအရေးပြားယောဂကိုကျွန်တော်တို့ကကုမယ်ဆိုရင်ဒီကျွန်တော်တို့လုပ်ရမယ့်အဆင့်က၄ဆင့်လောက်ရှိပါတယ်အဲ့၄ဆင့်လုံးလောက်မှသာလျှင်အရေးပြားယောဂကဆက်စစ်စစ်နဲ့ကုသလို့ရပါတယ်မဟုတ်လို့ရှိရင်မလွယ်ပါဘူးအဲ့ကျွန်တော်တို့ဘာတွေလုပ်မလဲအဲ့တော့ခွေးတွေရဲ့အမွှေးကျန်းမာရေးနဲ့အရေးပြားကျန်းမာရေးကိုကျွန်တော်ပထမဆုံးစပြောပါမယ်အဲ့တော့ခွေးတွေရဲ့အမွှေးတွေကျန်းမာအောင်အရေးပြားကျန်းမာအောင်ကျွန်တော်ဘာလုပ်လို့ရမလဲအဲ့တော့ပထမဆုံးပြောချင်တာကတော့ Omega 3 ငါးကြီးစီတိုက်လို့ရပါတယ်ငါးကြီးစီတိုက်လို့ရှိရင်ခွေးလေးတွေရဲ့အမွှေးနဲ့အရေးပြားအတွက်ကောင်းပါတယ်နောက်ထပ်အမွှေးတွေကိုခွေးလေးတွေကိုပြီးပေးရပါတယ်တချို့ကျတော့ကျွန်တော်ခွေးဗမာခွေးမလို့ဆရာအမွှေးလည်းမရှိပါဘူးအဲ့လိုမဟုတ်ပါဘူးပြီးလိုက်တယ်ဆိုရင်ဒီအရေးပြားမှာရှိတဲ့သွေးလက်ပတ်မှုကကောင်းပြီးတော့ကြတော့အမွှေးတွေကိုတန်ဆွမ်းစေသလိုအမွှေးကျွတ်တာလည်းကြော့စေပါတယ်နောက်တစ်ခုကတော့နေပူစာလှုံပေးရပါမယ်နေပူစာလှုံလို့ရှိရင်ခွေးလေးတွေရဲ့အမွှေးမှာရှိတဲ့ယောဂပိုးမွှားတွေကိုနိုင်ပါတယ်ပြီးတော့အရေးပြားလေးကလည်း6တွေ့ပါတယ်ပြီးလို့ရှိရင်သူတို့ကအမွှေးလေးတွေကလည်းတောက်ပြောင်လာပါတယ်ဒါကြောင့်မလို့နေပူစာလှုံပေးရပါမယ်အဲ့တော့အမွှေးနဲ့အရေးပြားကျန်းမာအောင်ဒီ3ချက်လုပ်ပေးရပါမယ်နောက်တစ်ခုကကြတော့ဘာလို့ဒီယောဂဖြစ်တာလဲဖြစ်စေတဲ့အကြောင်းရင်းကိုကျွန်တော်တို့ကရှားပါတယ်အများစုအဖြစ်များတာကတော့ခုန Omega 3ချို့တက်တာမဟုတ်ရင်တန်းနေမွှားတွေကြောင့်ဖြစ်တာများပါတယ်နောက်တစ်ခုကတော့မိုက်လို့ခေါ်တဲ့ခွေးဝဲပေါ့နော်အဲ့ဒီကောင်တွေကြောင့်လည်းဖြစ်တယ်အဲ့ဒါကြတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ကတန်းနေမွှားတွေကိုဖယ်ရှားဖို့ကျွန်တော်လုပ်အောင်မယ်အဲ့တော့တန်းမွှားနဲ့ပတ်သက်လို့ကျွန်တော်ဗီဒီယိုတစ်ပုဒ်တင်ထားပြီးဗီဒီယို2ပုဒ်တောင်တင်ထားပြီးပါပြီအဲ့တော့တန်းနေမွှားတွေဆိုရင်ကျွန်တော်တို့ကတောက်ဆေးတောက်မှလားပေါင်တာလိမ့်မှလားလေဘက်ပတ်မှလားစားသေးစားမှလားအဲ့ဒါမျိုးပေါ့နော်တန်းနေမွှားတွေကိုကျွန်တော်တို့ကဖယ်ရှားပါမယ်တန်းနေမွှားတွေဖယ်ရှားတာအဆင့်တစ်ဆင့်ပါအဲ့ဒါပြီးရင်ဘာလုပ်ရမလဲဆိုရင်ဒီတန်းကြိုက်မွှားကြိုက်တာတွေကြောင့်မလို့ဖြစ်လာတဲ့အနာတွေဒဏ်ရာတွေကိုကျွန်တော်တို့ကုသပါမယ်အဲ့လိုကုသတဲ့အချိန်မှာဒီတန်းနေမွှားတွေကြိုက်တာကြောင့်ရိုးရိုးဖြစ်တဲ့အနာဆိုရင်သူ့အနေနဲ့သူလိမ့်သေးရှိပါတယ်အဲ့လိုမဟုတ်ဘူးဒီဟာတွေမှာဘက်တီးရီးယားပိုးတွေဗိုင်းရပ်ပိုးတွေမှုတွေထပ်ဝင်နေဆိုရင်ဘက်တီးရီးယားအတွက်ဆေးတွေလိမ့်ဆေးတွေမှုအတွက်လိမ့်ဆေးတွေဗိုင်းရပ်ပိုးအတွက်လိမ့်ဆေးတွေကိုကျွန်တော်တို့ထပ်ပြီးလိမ့်ပြရပါတယ်အဲ့လိုလိမ့်မှသာလည်းဒီနာတွေကကောင်းတာပါလိုအပ်လာပြီဆိုရင်တော့ဘက်တီးရီးယားပိုးတွေအတွက်ဆိုရင်ပိုးသက်ဆေးတွေထပ်တော့ရတာရှိပါတယ်မှုတွေအတွက်ဆိုရင်မှုသက်ဆေးတွေထပ်တော့ရတာရှိပါတယ်အဲ့တော့ကျတော့အဲ့လိုလုပ်မှသာလည်းအနာတွေကကောင်းပါပါအဲ့ဒါပြီးလို့ရှိရင်ရေရှည်မှာကျတော့ကျွန်တော်တို့ကဘယ်လိုဆက်သွားမလဲဆိုရင်ဒီလိုမျိုးအနာတွေမှာနောက်ထပ်ယောဂထပ်မဝင်အောင်လုပ်ရတာရှိပါတယ်အဲ့ဒီအတွက်လည်းလိုအပ်တဲ့ဆေးတွေဝါတွေကိုထပ်ပြီးလုပ်ရအောင်အဲ့တော့ကျွန်တော်အနည်းချုပ်ပြောမယ်ဆိုရင်အမွှေးချမ်းမအောင်လုပ်မယ်မွှားတွေတန်းတွေကိုဖယ်ရှားမယ်ပြီးလို့ရှိရင်အနာကိုယောဂကုမယ်ပေါ့ဒီလိုအချက်တွေနဲ့တခြားကုမှယောဂကိုဆက်စင်အောင်ကျွန်တော်ကုနိုင်မှာဖြစ်ပါတယ်အဲ့တော့အရေးပြားယောဂနဲ့ပတ်သက်လို့ကတော့ဒီလောက်ပါပဲတခြားသိချင်တာရှိရင်ကွန်မန့်မှာလည်းမေးနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်